တနေ့မှာလူမိုက်အဖွဲ့ကဒီဆီယာမအတန်းထဲကကျောင်းသားတစ်ယောက်ကိုရရက်ဆက်ဆက်အနိုင်ကျင့်နေတာကိုတွေ့ရှိရပါတယ်။ထိုကျောင်းသားကတော့သူမဒီကျောင်းမရောက်လာခင်အမြဲအနိုင်ကျင့်ခံရတဲ့ဂျင်းဟောင်းဖြစ်ပါတယ်။လူမိုက်အဖွဲ့ကဂျင်းဟောင်းရဲ့ခေါင်းကိုပလတ်စတစ်အိတ်နဲ့ဆွတ်ပြီးရိုက်နှက်နေကြတာပါ။ဒီယာယီဆီယာမကစောင့်ကြည့်ကင်မရာကတီကိုရွေချက်ရှိအဝတ်နဲ့အုပ်ထားတာကိုမြင်လိုက်ရတဲ့အခါသူမလုံးဝသီးမခံနိုင်တော့ပဲတားဆီးဖို့ပြေးသွားပါတယ်။စုကန်းကဂျင်းဟောင်ကိုကြော့မဲ့အချိန်မှာပဲဆီယာမကကြားထဲကဝန်ခံလိုက်တာကြောင့်နှစ်ယောက်လုံးလဲကျသွားပါတယ်။သူမကဒါကိုမတော်တဆဖြစ်သွားတယ်လို့မျိုးဟန်ဆောင်လိုက်တာပါ။သူမထွက်သွားပြီးနောက်စုကန်းကထိုဆီယာမဘသူလဲလို့မေးတဲ့အခါသူ့တငယ်ချင်းကစုကန်းကြောင့်မိမိကိုတေချောင်းကြံစီသွားတဲ့ဆီယာမနေရာမှာအစားထိုးဝင်လာတဲ့ဆီယာမအစ်စ်လို့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာဆီယာမကဂျင်းဟောင်ကိုရုံးခန်းထဲခေါ်ပြီးကျောင်းအုပ်ကြီးကိုတွားတိုင်ပြီးပြီလားလို့မေးပါတယ်။ဂျင်းဟောင်ကတကြောင်လုံးသိပေမဲ့ဘသူမှမကူညီဘူးစုကန်းကိုဘသူမှမတော်လန်ရဲကြလို့ကျွန်ုပ်ကိုပဲတခြားကျောင်းပြောင်းဖို့ပြောကြတယ်လို့ဆိုပါတယ်။ဂျင်းဟောင်ကစီမန်းကိုကျွန်တော်အသက်ရှင်ခြင်းလို့ရဲစခန်းအထိတွားတိုင်ခဲ့ပေမဲ့တက်တည်မခိုင်လုံမှုဆိုပြီးပယ်ချခံရတဲ့အပြင်မှာထပ်ပြီးအရိုက်ခံခဲ့ရသေးတယ်။နောက်တစ်နေ့မှာသူမကစုကန်းကိုခေါ်ယူတတိပေးဖို့ကြိုးစားပေမဲ့စုကန်းကသူမအပေါ်ရိုင်းဆိုင်စွာတုတ်ပြန်ပြီးရိုက်နှက်ဖို့အထိကြိုးစားကထွက်သွားလို့အော်ဟစ်ပါတယ်။စီမန်းကဘာမှမပြောဘဲလှည့်ထွက်လာခဲ့ပါတယ်။ရုတ်တရက်ကျောင်းကဆရာမအားလုံးစီကိုစာတစောင်ရောက်လာပါတယ်။တစုံတစ်ယောက်ကကျောင်းပုတ်အဖွဲ့စီကိုကျောင်းတွင်အနိုင်ကျင့်မှုတွေအကြောင်းတရားဝင်တိုင်ကြားစာပို့လိုက်တာပါ။ဘသူပို့မှန်းတော့မသိကြပါဘူး။အဲ့ဒီအချိန်မှာစုကန်းရဲ့အမေကရှေ့နေတယောက်နဲ့အတူကျောင်းထဲကိုဒေါသတကြီးဝင်လာပြီးဘသူကသူ့မသားကိုပြဿနာရှာတာလဲလို့လိုက်မေးပါတယ်။ရှေ့နေကဒါဟာအခုဆိုရာဇဝတ်မှုဖြစ်သွားပြီးဖြစ်ရှိတဲ့သူဟာထောင်ဒဏ်9 နှစ်နဲ့ဒဏ်ငွေအများများကြခံရနိုင်တယ်။အခုတိုင်ချက်ဖွင့်တဲ့သူကိုယ်တိုင်ဝန်ခံရင်တော့ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်လို့ဆိုပါတယ်။ဒီအချိန်မှာစီမန်းကရှေ့ကိုထွက်လာပြီးဒူးထောက်ကအဲ့ဒီတိုင်စာကိုကျမပို့ခဲ့တာပါတောင်းပန်ပါတယ်ခွင့်လွှတ်ပေးပါလို့ဝန်ခံလိုက်ပါတယ်။စုကန်းအမေကစီမန်းကိုနှာခေါင်းပိတ်ဆဲဆိုပြီးကြောင်းကြီးကြက်ရည်မှုကိုသူ့ကိုအခုချက်ချင်းအလုတ်ထုတ်ပြစ်လို့အော်ဟစ်ကစုကန်းကိုခေါ်ပြီးထွက်သွားပါတယ်။ဆီယာမစီမန်းစတိုးဆိုင်တစ်ခုမှာထိုင်နေတော့စုကန်းနဲ့သူ့လူမိုက်ဖွဲ့ရောက်လာပြီးဝိုင်းထားကြပါတယ်။စုကန်းကမင်းဒီနေ့အလုပ်မပြုတ်ဘူးဆိုတော့မင်းကငါလက်အောက်ရောက်သွားပြီးငါခိုင်းတာအကုန်လုံးရမယ်လို့ဆိုပါတယ်။စီမန်းကလစ်လျူရှုပြီးထွက်သွားဖို့ကြိုးစားပေမဲ့စုကန်းကသူမကိုအတင်းဆွဲခေါ်ပြီးငါစကားကိုနားထောင်ရင်အတီးပြုဆရာမဖြစ်အောင်လုပ်ပေးမယ်ငါရီစားလုပ်မလားမင်းကိုငါတကယ်သဘောကျလို့ကပ်ပြောပါတယ်စီမန်းကဆက်ပြီးလစ်လျူရှုထားတာကြောင့်စုကန်းကငါစကားကိုမနားထောင်ရင်မင်းဘဝပြတ်သွားစေရမယ်လို့ချိန်ချောက်ပါတယ်တညမှာတော့စုကန်းနဲ့သူ့အဖွဲ့ဟာဘတ်စကတ်ဘောကွင်းမှာ